ဒီနေ့ကတော့ကျမတို့ SLD Education ရဲ့ Graduation Day လေးပါ။ဒီနှစ်ပတ်လုံးအင်္ဂလိပ်စာ program တွေတက်ရောက်ခဲ့တဲ့တသားမိမိတွေ Summer အတန်းတွေတက်ခဲ့တဲ့တသားမိမိတွေ Cambridge exam မှာထူးချွန်စွာအောင်မြင်ခဲ့တဲ့တသားမိမိတွေနဲ့ Diploma in English ပြီးဆုံးသွားတဲ့ကျောင်းသူကျောင်းသားလေးတွေကိုဂုဏ်ပြုရင် certificate ပေးအပ်ချီးမြှင့်တဲ့အခမ်းအနားလေးပဲဖြစ်ပါတယ်။ I'm really thrilled about the ceremony because we've been preparing for it day in and day out. I'm also excited that I'll be seeing my online students in person for the first time.ပထမဆုံး get ready လုပ်ပါမယ်။စပင်းကတော့မနေ့တည်းကပုံသွင်းထားပြီးမို့အချိန်သိမ့်မြူရတော့ပါဘူး။ makeup လည်းလိမ့်လေးမရှိတာမို့ moisturizer, sunscreen လေးလိမ့်ပါတယ်။ပြီးတော့ lipstick လေးအမြန်ဆိုးပြီးပြင်လိုက်ပါတယ်။ဒီတစ်နှစ် dress လေးကတော့အနီရောင်လေးဝတ်ဖြစ်ခဲ့ပါတယ်။ Now I'm ready. လမ်းမှာကိုပြောရမယ့် speech လေးကို revise လုပ်ပါတယ်။မိုးအေးအေးလေးနဲ့ရာသီဥတုကလည်းကိုယ့်ဖက်မှာရှိနေပါတယ်။ It's a rainy day but still balmy and pleasant. ခန္ဓာရောက်တော့ကျောင်းသူကျောင်းသားမိဘတွေကိုနှုတ်ဆက်ပါတယ်။ကျောင်းသူကျောင်းသားတွေနဲ့ဓာတ်ပုံလေးတွေတွေ့ရရင်မကြခင်မဲ့အခမ်းအနားစပါပြီ။အရင်ဆုံးဆရာ Francis ကမိဘတွေကို address လုပ်ပြီး speech လေးပြောပါတယ်။ကိုကတော့ C1 graduate တွေကို address လုပ်တဲ့ speech လေးပေးဖြစ်ခဲ့ပါတယ်။ I'm deeply emotional being on stage because my students have worked so hard to achieve this.ပြီးတော့ Summer အတန်းကတသားမိမိတွေက dance တွေ play တွေနဲ့ဖျော်ဖြေကြပါတယ် certificates လေးတွေပေးရင်ကျမတို့ကျောင်းမှာနှစ်တိုင်းပြုလုပ်လေးရှိတဲ့ Shakespeare play ရဲ့စုကြေညာချိန်လေးရောက်လာပါပြီအဖွဲ့6ဖွဲ့ဝင်ရောက်ရှင်ပြိုင်ပြီးအကောင်းဆုံးတစ်ဖွဲ့ကိုစုပေးဖို့စီစဉ်ထားပေမဲ့ဒီတစ်နှစ်မှာတော့ jazz တွေတော်တော်လေးကိုအကျက်ရိုက်ခဲ့ရပါတယ်အဖွဲ့တိုင်းကအရန်ကို effort ထည့်ထားပြီးတော့အကောင်းဆုံးဖျော်ဖြေခဲ့ကြလို့ပါဒါကြောင့်ဆရာ Francis က first နဲ့ second runner up စုလေးတွေပါထည့်ပြီးတော့ပေးဖြစ်ခဲ့ပါတယ်ဒါကတော့စုရသွားတဲ့ English for Teens အတန်းကကလေးတွေပါ So look at them they are in total shock some are crying because they can't believe it they did put in a lot of work and they truly deserve it နောက်ဆုံးတော့ C1 graduates တွေကို certificates လေးတွေပေးရင် graduate တယောက်ကသူ့ classmate တွေကိုစား speech လေးပြောပြီးတော့အခမ်းအနားလေးပြီးဆုံးခဲ့ပါတယ်ဒီတစ်နှစ်တော့ကျမတို့ SLD team က dress လေးတွေနဲ့အရန်ကို gorgeous ဖြစ်နေပါတယ်သူတို့ကြိုက်တဲ့ design လေးတွေကို designer နဲ့ဖန်တီးပြီးတော့စိတ်ကြိုက် dress လေးတွေချုပ်ပစ်ခဲ့ပါတယ် They all look so stunning ခန်းနာပြီးတော့စိတ်ထဲမှာဟာတာလေးဖြစ်သွားပါတယ် Summer တန်းပြီးပြီဆိုလို့ရှင်ကျောင်းကလုံးဝခြောက်ကပ်သွားသလိုခံစားရတယ်ပေါ့နော် I will also miss my C1 students so much after everything we share and work through together ပွဲလေးပြီးတော့အားလုံးသိမ်းစီးပြီး SLD team လေးနဲ့ dinner သွားစားပါပြီ Bye bye